အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ရှယ်ဝေလင်းပါဒီနေ့မှာတော့ကျွန်တော်အုံနာကျွန်တော်တောင်းဆိုမှုလုပ်လာတဲ့ဟင်းပွဲလေးတစ်ပွဲနဲ့မိတ်ဆက်ပြစေဒီလိုစားကောင်းတဲ့ဟင်းပွဲတစ်ပွဲလေးကိုဘယ်လိုဖန်တီးထားလဲဆိုတာကျွန်တော်နဲ့အတူတူဗီဒီယိုလေးပြီးအောင်လိုက်ကြည့်ကြပါအောင်ဗျာပြောင်းမှုလေးတစ်ခုရှိုံနဲ့တင်လူကြီးမင်းတို့ရဲ့အိမ်မှာလှုပ်ရှားလို့ရပါတယ်ဗျပေါ့ပေါ့ပါပါလည်းဖြစ်တယ်အိမ်မှာလည်းလှုပ်ရှားလို့လည်းရမယ်ဟင်းပွဲတစ်မျိုးပါဗျโอเคလိုက်ကြည့်ကြအောင်ဗျာပထမအဆင့်အနေနဲ့ကတော့ပြောင်းမှုလက်တစ်ခုလိုပါတယ်ဗျပြီးတာနဲ့ရေနွေးထဲမှာကျွန်တော်တို့2မိနစ်ခန့်လေးခဏပြုတ်ပေးလိုက်မယ်ဗျဒီအဆင့်လေးပြီးတာနဲ့ပြောင်းမှုလေးကိုစိတ်ခွဲမယ်ဗျကျွန်တော်ကတော့ပြောင်းမှုတစ်ခုကိုရှစ်စိတ်စိတ်လိုက်ပါတယ်ဗျဒီမီနီလေးရဆိုလို့ရှိရင်ကလေးတွေလည်းကြိုက်တယ်လူကြီးတွေလည်းကြိုက်တယ်ဗျလှုပ်ရှားတာလည်းပေါ့ပေါ့ပါပါပဲဆိုတော့ကိုယ့်အိမ်မှာပစ္စည်းအနေငယ်ရှိုံနဲ့တင်လွယ်လွယ်ကူကူလှုပ်ရှားလို့ရတဲ့ဟင်းပွဲတစ်မျိုးပါဗျကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ခြင်းအဖြစ်ချက်ပြုတ်နီးပညာတစ်ခုခုကိုကြောပေါ်တာအတွက်ရှားစေချင်ပါတယ်ဗျစကားလေးလည်းပြောရင်ကျွန်တော်ရဲ့ဘယ်လိုဆက်လုပ်သွားလဲဆိုတဲ့ပုံစံလေးကိုလည်းလိုက်ကြည့်ကြပါဦးဗျထောဘက်ရှိလေရဗျထောဘက်မရှိလေစီပါပါလေးနဲ့ပြောင်းမှုလေးတွေကိုဟိုဘက်ဒီဘက်လှည့်ပြီးတော့ကင်မေးရုံပဲဗျကျွန်တော် grey method လေးပေါ့ဗျာပြောင်းမှုလေးတွေကိုအတွင်းပိုင်းကအချိုလေးတွေကြွလာအောင်အရင်ဆုံးလုပ်ပေးတဲ့ပုံစံလေးပါဗျဒီအဆင့်ပြီးသွားတဲ့အချိန်မှာတော့နောက်တစ်ဆင့်ကတော့ပြောင်းမှုလေးကိုကြော်မယ်ပေါ့ဗျာစီပါပါလေးနဲ့ထည့်ပြီးတော့ကြော်လိုက်မယ်ပြောင်းမှုလေးတွေကအချိုလေးတွေစုသွားအောင်အတွင်းပိုင်းအယိုးတန်လေးတွေကကွေးလာပြီးပြောင်းမှုအစီလေးတွေကာထွက်လာမယ်ပေါ့နော်ပြောင်းမှုအပေါ်ကျော်လေးနည်းနည်းလေးတင်းအောင်လို့ကြော်ပေးလိုက်တယ်ဗျခဏပဲဗျဒီဟင်းပွဲနာမည်လေးနဲ့လည်းမိတ်ဆက်ပါအောင်ဗျဟင်းပွဲနာမည်လေးကတော့ပြောင်းမှုနံရိုးလို့ခေါ်ပါရဲ့ဗျပြောင်းမှုပုံစံနံရိုးလိုမျိုးကွေးကိုင်းပြီးတော့ဒီကိုကားထွက်လာတဲ့အခြေအနေတစ်ခုမှလည်းရှိပါတယ်ပေါ့ဗျာဒီလိုလေးအပေါ်ကျော်လေးတွေတင်းအောင်ကြော်ပြီးသွားရင်တော့အခုချိန်မှာတော့အမှုတ်လေးဆက်တယ်ဗျကျွန်တော်တော့ရောင်တင်လေးသုံးတယ်ဇီယာမှုတ်လေးသုံးတယ်ပြီးရင်အော်ရီဂါနိုပေါင်တာပေါ့ဗျအော်ရီဂါနိုပေါင်တာမရှိရင်လည်းကျွန်တော်ကလာလေးမဆလာလို့လည်းထည့်လို့ရတယ်ရုပ်ဒီခွဲချမ်းလေးထည့်မယ်ကြက်သားမှုတ်လေးထည့်မယ်ပြီးရတဲ့ fresh နဲ့လေးရအောင်လို့ကျွန်တော်ဗမာနန်နန်လေးကိုပပလေးတီးထည့်လိုက်တယ်ဗျအခုမြင်နေရတာတော့မယောနစ်ပါဗျကျွန်တော်ကတော့မယောနစ်လေးရယ်ချီလီဆော့လေးရယ်တိုမာတိုဆော့လေးရယ်ကို၃မျိုးပေါင်းပြီးတော့ကျွေးပါမယ်ဗျတွဲစားမဲ့ဆော့လေးလည်းပြီးသွားပြီပြောင်းမှုပေါ်ကဖြူးမဲ့အမှုတ်လေးလည်းပြီးသွားပြီဆိုတော့ပြောင်းမှုနဲ့အမှုတ်လေးနဲ့ကိုပြန်ပြီးတော့ရောသမားမှွေပါမယ်ဗျအောက်ကတော့မီအေးလေးနဲ့အမှုတ်လေးတွေရဲ့အနံ့လေးတွေထွက်သွားပြီးတော့ပြောင်းမှုအနံ့လေးနဲ့ပူပေါင်းသွားမယ်ပေါ့ဗျာအရသာလေးပါတစ်ခါလဲဝင်သွားမယ်အခြေအနေတစ်ခုဖန်တီးနေပါတယ်ပေါ့โอเคဗျဒါလေးကတော့ဟင်းပွဲလေးပြီးနေလို့ကျွန်တော်ရဲ့ play တွေမိုင်းလေးပါဗျာချက်လောက်ပြီးဆုံးအောင်ကြည့်သွားကြပါဦးဗျာမသိတာနားမလဲတာမရှင်းတာရှင်းရင်လည်းမေးမြန်းလို့ရလို့ဝေဖန်အကြံပြုလို့လည်းရပါတယ်ဗျကျွန်တော်ရဲ့ဟင်းပွဲလေးကတော့အခုလိုမျိုးအခြေအနေလေးမှာတော့ပြီးဆုံးမှုနီးလာပြီပေါ့ဗျာနောက်လည်းချက်ပြုတ်နီးအသစ်ဆန်းလေးမီနူအသစ်ဆန်းလေးတွေတင်သွားမှရှိတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and follow လေးလုပ်သွားကြပါဦးဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်ချက်ပြုတ်နီးအသစ်တရားတစ်ခုရတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပါဦးဗျာကြည့်ရှုသူအားလုံးကျေးဇူးတင်ပါတယ်လို့ပြောရင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ဗျာ